အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပြတော့မယ့်အကြောင်းအရာတော့ဒီ MNDAA နဲ့ပေါ့လေလာရှိုးကနေပြီးတော့ဒီ Area 21ရက်နေ့အပြီးထွက်ခွင့်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုဒါတုံးသက်ပြရတော့မှာဖြစ်ပါတယ်ဆိုတော့ဒီလက်တလုံးမှာပေါ့လေဒါဒီငလျင်သတင်းတွေနောက်ကဒီယူအနိုင်ငံရေးအဖွဲ့အစည်းတွေကနေပြီးတော့မြန်မာနိုင်ငံကိုလာပြီးတော့ဒီငလျင်ကယ်ဆယ်ရေးလုပ်တာတို့ဒီပြန်လည်ထူထောင်ရေးလုပ်တာတို့စသဖြင့်ဒါဒီသတင်းတွေအကြောင်းမို့လို့ဒါဒီ MNDAA နဲ့ပေါ့လေလာရှိုးကနေထွက်ခွင့်မယ်ဆိုတဲ့သတင်းရပေါ့လေဒါလူစိတ်ဝင်စားမှုနေနေကြတာဖြစ်ပါတယ်ဆိုတော့ဒီ MNDAA နဲ့ဒီလာရှိုးကနေထွက်ခွင့်မယ်ဆိုတဲ့နောက်ကွယ်မှာဘယ်လိုမျိုးပြောဟာတွေရှိနိုင်တယ်လဲဆိုတော့ဘာကြောင့်မို့လို့ဒါ MNDAA အနေနဲ့ပေါ့လေလာရှိုးကနေပြီးတော့ဒီထွက်ခွာကြရတာလဲဆိုတော့ဒီတက်မလို့နဲ့ MNDAA ပေါ့လေနောက်ဆုံးဒါညှိနှိုင်းတွေ့ဆုံတဲ့အခါမှာဒါဘယ်လိုမျိုးသဘောတူညီချက်တွေရှိခဲ့ကြတာလဲဆိုတာကိုနှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့တရားဝင်ထုတ်ပြန်ထားတာမရှိတဲ့အတွက်ကြောင့်မို့လို့ဒါဒီသိသိရှိရပေါ့လေကကနမသိရသေးဘူးဆိုမှလို့အခုလက်ရှိအချိန်မှာဒီ MNDAA တွေနဲ့ဒါလာရှိုးကနေဖြည်းဖြည်းချင်းပေါ့လေစပြီးတော့ထွက်ခွာနေကြပြီဖြစ်ပါတယ်တကယ်တော့ဒီရှမ်းမြောက်ဒေသဆိုတာကဒီရှိုက်ပွဲတွေမဖြစ်ခင်ကဆိုတော်တော်လေးကိုဒါအေဂျင့်တာရတာနေနေသားတစ်ခုပဲဖြစ်ပါတယ်။ဆိုတော့ဒီရှမ်းမြောက်မှာရှိတဲ့ဒါတိုင်းသားပြည်သူလူထုဆိုလို့ရှိရင်လည်းရိုးသားလောက်ကန်စားတော့ပြီးတော့တကယ်ကိုအေဂျင့်တဲ့နေနေသားတစ်ခုပဲဖြစ်ပါတယ်။ဆိုတော့ဒါပေမဲ့လို့ဒီနောက်ပိုင်းသုံးဖွဲ့အနေနဲ့ပေါ့လေဒီပြည်တွင်းနိုင်ငံရေးအချက်တွေကိုဒါဖွင့်ကောင်းယူတရားဝင် online ငွေကြေးလိမ်လည်မှုတွေကိုပေါ့လေဒါအကြောင်းပြပြီးတော့ပြည်ပအင်အားကြီးနိုင်ငံတချို့ရဲ့ဒါထောက်ပံ့မျိုးစုံကိုယူရပေါ့လေယူတယ်ဒီငွေကြေးတို့လက်နက်ထောက်ပံ့တာဆက်ဖြစ်ပေါ့လေဒါဒီလိုမျိုးအထောက်ပံ့တွေမျိုးစုံကိုယူပြီးတော့ဒီရှမ်းမြောက်ပြည်စင်ကိုဒါစခဲ့ကြတာဖြစ်ပါတယ်။ဆိုတော့ဒီလက်ရှိအချိန်မှာဒီနတ်ဆာကအစိုးရအနေနဲ့ပေါ့လေပြည်တွင်းရေးတွေကြောင့်မလို့အလုံးများနေတဲ့အချိန်မှာဒါတွေကိုအခွင့်ကောင်းယူပြီးတော့ဒီမြောက်ပိုင်းသုံးဖွဲ့အနေနဲ့ပေါ့လေဒါဒီနိုင်ငံရေးကိုဒါအမျက်ထုတ်ခဲ့တဲ့သဘောဖြစ်တယ်။ဆိုတော့ဒီမြောက်ပိုင်းသုံးဖွဲ့အနေနဲ့ဒီလာရှိုးကိုမတိုက်ခင်မှာပေါ့ဒါဒီကုတ်ခိုင်တဲ့သိမ်းတွေကိုအရင်ဆုံးဒါတိုက်တယ်ပေါ့ပြီးလို့ရှိရင်တော့ဒီရှုပ်တိုက်ထုံးတွေနဲ့ပေါ့လေလာရှိုးမျိုးတွေကိုဒါပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီလာရှိုးမျိုးကိုအဲ့လိုမျိုးဒါပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီလာရှိုးမျိုးတွေမှာရှိတဲ့ရက်ကွက်တွေအခုကဒီရားစီတွေပထိုးတွေစာတင်ကျောင်းတွေစေုံတွေစသဖြင့်အများကြီးပေါ့လေဒါပျက်စီးဆုံးရှုံးခဲ့ရတယ်ဆိုတာလာရှိုးမျိုးမှာရှိတဲ့ဒါပြည်သူလူထုအပြင်မြန်မာနိုင်ငံမှာရှိရပေါ့လေဒါဒီပြည်သူလူထုကတော်တော်များများလဲဒါ TV လောက်ဖြစ်ပါတယ်ဆိုတော့အားလုံးကတော့ဒါခီးစစ်တွင်းကြဒါကျွန်တော်ရတာမပြောတော့ဘူးဆိုတော့ဒီရှမ်းမြောက်ကိုပေါ့လေဒါကျူးကျော်စစ်တွေဒါစပြီးတော့ဒီစခဲ့တဲ့ MNDAA နဲ့ပေါ့လေဒါနေမြေတွေကိုဒါဒီဟိုကြစိုးမိုးတဲ့ပုံစံမျိုးတွေနောက်တစ်ခုကဒီစစ်ပြင်ဝါဒလိုအုပ်ချုပ်တာတွေတောင်းမလို့ဒါသူတို့အချင်းချင်းတော်မှဒီရန်ဖြစ်ကြဒါနေမြေလူကြနေတာအမျိုးမျိုးဒါဖြစ်နေကြတာဖြစ်ပါတယ်ကိုကောက်နဲ့လူငယ်ကောက်တဲ့ဟာကိုဘလောင်နဲ့လာတိတ်ခိုင်းတာတော့ရန်သူတို့ဒီခါမှဆက်မဆက်ဘူးညုံပြလိုက်ညုံပြလိုက်ပါဖြစ်တာမပြောပါဖြစ်တာဟာဘာကလာမျိုးလားတော့ကြားနေလို့ဘာမလို့တို့မေဒီမှာရောက်ရတဲ့ပြောရောက်ရတဲ့ပါမင်းရောက်မင်းရောက်ဒီတရားကိုဟုတ်မင်းရောက်ချက်ပါလေမင်းရဲ့ရည်ရွယ်ချက်ပါတော့မင်းရဲ့ရည်ရွယ်ချက်ပါလေပြောနာတော့ဘိုးရုံတော့ဘာပြောတော့ဟုတ်တယ်တကယ်တော့ဒီဂျားတွေကနေတာအမှန်တကယ်ဒုက္ခရောက်ကြတာဆိုတော့ဒီအပြစ်မြင်တဲ့ပြည်သူလူထုတွေပဲဖြစ်ပါတယ်ဆိုတော့ဒီအခုဒီလာရှိုးကနေပေါ့လေဒါ MNDAA နဲ့ဒါဖြည်းဖြည်းချင်းဆုတ်ခွာနေကြဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဒါဆုတ်ခွာတဲ့အခါမှာတော့လောက်တောင်ဒါအကျင့်ရုပ်တယ်ဆိုလို့ရှိရင်ဒါဒီ MNDAA နဲ့ပေါ့လေဒါဒီအများပြည်သူတွေအသုံးပြုနေတာစေယုံမှာသုံးနေတာ set Korea တွေနောက်တစ်ခုကဒီအများပြည်သူတွေသုံးတယ်ပေါ့လေဒါပစ္စည်းတွေဒါဒီရက်ဆက်ဝယ်ရကြိုးတွေဒီ transformer တွေအစပေါ့လေကားဟိနဲ့အကုန်လုံးကိုဒါပြည်ဆောင်သွားကြရဖြစ်ပါတယ်ဆိုတော့ဒီနောက်ဆုံးဒါဒီပြောချင်တာကတော့ဒီ MNDAA နဲ့ပေါ့လေကျူးကျော်စစ်တွေဖန်တီးပြီးတော့ဒီတိုက်ခိုက်ရတာဘယ်တော့သူ့ပင်ထင်းနေရတာဒါဘယ်လောက်ထိခက်ခဲသလဲဆိုတာကိုဒါသူတို့နဲ့ဒီနားလေသွားဖို့ရပါတယ်ဆိုတော့ဒီရှမ်းမြောက်ဖြစ်စဉ်မှာဆိုလို့ရှိရင်ဒါရှမ်းမြောက်မှာရှိတဲ့အပြစ်မဲ့တဲ့ပြည်သူလူထုတွေဒုက္ခမျိုးစုံဒါဒုက္ခကြရတာဖြစ်တယ်ဆိုတော့အဲ့လိုပဲဒီရခိုင်မှာဆိုလို့ရှိရင်လည်းဒီပြစ်မဲ့တယ်ပေါ့လေဒါရခိုင်ပြည်သူလူထုတွေလည်းဒါအများကြီးဒါဒုက္ခရောက်နေကြရတာဖြစ်တယ်လို့ဒါဒီကျောင်းသားကျောင်းတွေဆိုလို့ရှိရင်လည်းဒီကျောင်းတွေကပိတ်ကားလမ်းတွေကပိတ်အဲ့ဒီပေါ့လေဒါအားကြောင့်မို့လို့ဒါပညာရေးအခက်အခဲဒါမျိုးစုံဒါရောက်နေကြရတာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒါဒီ EO တွေနဲ့ပေါ့လေဒီလာရှိုးဒီရှမ်းမြောက်ဖြစ်စဉ်ကိုဒါတကယူပြီးတော့ပေါ့လေဒါဒီကျူးကျော်စစ်တွေဖန်တီးပြီးတော့ဒီတိုက်ခိုက်ကြတာပဲဘယ်လောက်မှဒီသူ့ပင်ထင်းနေရတာဘယ်လောက်ထိခက်တယ်လဲဆိုတာကိုဒါသိသိပြီးလို့ဒါကျွန်တော်တွေနဲ့ဒါအကြံပြုလို့တယ်ဒါကြောင့်မို့လို့ပေါ့လေဒီနိုင်ငံရေးပြဿနာကိုဒါနိုင်ငံရေးနည်းနဲ့ဖြေရှင်းကြဖို့ဒါအကြံပြုတိုက်တွန်းလို့အားလုံးကိုကျေးဇူး